Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Go,
ထိုင်းကိုအနာရရှိသွားတဲ့ကပ္ပပိုင်ရှင်ကြီးရာမင်းကြီးသူ့ဘောင်းကြီးကထိုင်းလိုက်တာပေါ်မှာခလားဟုတ်ကဲ့ကပ္ပ6ခုတော့ရထားပြီကပ္ပကိုပိုင်ရှင်လက်တော်ပြန်လဲအနေပတ်ပြီးတဲ့အရေးကြီးတဲ့အစိုးရဘာလို့မူကြီးဦးတင်ကထုတ်လိုက်သေးကိုအထူးကျေးဇူးတင်ရှိပါကြောင်းတော့ဝရင်ပြလေဆရာတို့ပြည်ယခုရှင်ပြန်တဲ့ပွဲကိုချုပ်ကျေးပွဲကိုနိုင်သူ15သိန်းရှုံးသူ10သိန်းဖြစ်ကျွန်တော်တို့ကရေးပြီးတဲ့ရိုးရလက်ဖွဲ့ကော်မတီကတာဝန်ယူတင်ဆက်တဲ့အတွက်ကရေးပြီးတဲ့ရိုးရလက်ဖွဲ့ကော်မတီဘာသာရေးမှုဦးချစ်ချွေမှတရားချစ်တဲ့ပြေးပါလေးနာစွာပါကြပါလေအနာရရှိတဲ့ရာသွေးဒီရှေ့ပြမှုစုကြည်လက်ခံရဘာလဲမလဲရယူဘယ်တိုင်းလည်းကိုဒီအပြည့်ပဲရှေ့ပြသူပြိုင်ပဲဖြစ်မှာထိုင်းမတ်တန်တပ်ပေါ်ပွဲတော်တစ်ခုလုံးရအောင်ပွဲထိမှနဲ့မြည်စုမြပေါ့အဲ့ဒါဟုတ်ကဲ့ပြန်ဝဲစုကိုတယောက်ချင်းမြပေးပါတော့ခရင်ပြည်နယ်မြန်မာယူအလက်ဖွဲ့ကော်မတီဘာသာရေးမှုချစ်ဆွေအားအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်မြန်မာကောင်ဆောင်ကပ္ပကိုပြန်လဲတော့ထိမ့်သိမ်းကြွယ်ရရှိသွားတဲ့ရာသီရဲ့စိတ်ဓာတ်ကိုဝါသားရင်သိရှိတော့တာတော့သာရှင်ကမ္ဘာ6ခုပါရှင်မြန်မာနိုင်ငံချပ်ပီယံအငယ်တန်းချပ်ပီ